ကဲဒီတစ်ခေါက်မှာနဒီပြင်ပြပေးမဲ့ makeup look ကတော့မြန်မာသင်းချန် version မဟုတ်ပဲနဲ့ Thai Songkran version သူ့ကို inspire ယူပြီးတော့နဒီပြင်ပြပေးသွားမှာဖြစ်ပါတယ်နဒီတို့ဒီသင်းချန်မှာကအရေးကြီးဆုံးက foundation ပဲ foundation ကရေဆိုးခံ foundation မဟုတ်ဘူးဆိုရင်အပေါ်ကဘယ်လောက်ရေဆိုးခံနေပဲတုံးသူကတနည်းကုန်လုံးဝမခံပါဘူးနဒီဒီ makeup look တစ်ခုလုံးကိုနဒီဒီ product လေးတစ်ခုနဲ့ပဲပြင်ပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒါကတော့အခုတချင်းကိုဆိုသွားတဲ့အဆိုတော်မလေးကိုယ်တိုင်ထုတ်ထားတဲ့ eyeshadow ကို blusher ကို lipstick ကိုသုံးလို့ရတဲ့ all in one product လေးပါသူဟာခံလားမခံလားဆိုနဒီလက်မှာတော့တော်တော်ဆွဲနေပါတယ်ဒီထိုင်းနေတဲ့ makeup look မှာဆိုရင်ပေါ့နော်သူတို့တွေက glitter တွေ shimmering နဲ့တအားသုံးတယ်ပေါ့နော်အဲကြောင့်လည်းဒီ glitter များများလေးသုံးထားပါတယ်နဒီ blog ကိုကြည့်နေတဲ့သူဆိုရင်တတိထားမိပါနဒီကပုံမှန်မျက်ခုံးမွေးဆွဲရင်အမုံနဲ့ပဲဆွဲရပါတော့ဒီတစ်ခါ waterproof ဖြစ်ချင်တဲ့အတွက် waterproof ဖြစ်တဲ့ eye pro pencil ကိုသုံးထားပါတယ်အခုနဒီသုံးသွားတဲ့ဟာလေးကလည်း waterproof ဖြစ်တဲ့ eyeliner pencil လေးပါနဒီတို့ makeup တွေတာရှိခံဖို့ makeup setting spray ကိုလည်းဖြန်းဖို့လုံးဝမမေ့ပါနဲ့နော်ဒါလေးကတော့ waterproof ဖြစ်လားမဖြစ်လားဒီသိချာမသိဘူးပေါ့နော်ဒါပေမဲ့တော်တော်လေးတော့ long lasting ဖြစ်တဲ့အထဲကိုပါပါတယ်ဒီခုဆိုတိုင်းနှခမ်းနေဆိုပေါ့နော်တနေ့ကုန်ဘာဆဆလုံးဝမပြတ်ဘူးလို့သူကပြောတယ်အဲ့အတွက်ကြောင့်ဒီတစ်လေးကိုရွေးချယ်ပြီးတော့သုံးထားပါတယ်ခုဆိုရင်တော့နဒီရဲ့ makeup look လေးကတော့ပြီးသွားပါပြီကဲဒါဆိုရင်ဒီ makeup look ကတကယ်ရေးစုခံလားမခံဘူးလားဆိုတော့ဒီနဲ့တူတူသွားဆိုင်ကြည့်လိုက်ကြအောင်နော်ကဲအခုရင်းနဲ့လည်းစမ်းသပ်ပြပေးသွားပြီဆိုတော့ tissue နဲ့တုပ်ကြည့်ပါမယ်တကယ် makeup တွေရွေလားမရွေလားဆိုတာဒီနဲ့တူတူကြည့်လိုက်ကြအောင်နော်makeup တွေကတော့ဗီဒီယိုထဲမှာတွေ့ရတဲ့အတိုင်းပဲလုံးဝနေရမရွေးဘူးပေါ့နော်နဒီစူထားတဲ့ blusher ရစားလုံးဝမလျှော့သွားပါဘူးဒါလေးကအနိကပြပေးထားပါနဒီရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်